ဘဝမှာအောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဆိုရင်ဘယ်အရာ၅ခုကိုအဓိကအာရုံစိုက်ရမလဲဆိုတော့ရှင်းပြပေးပါမယ်ပထမအချက်ကပါလဲဆိုတော့ကျန်းမာရေးပဲဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါအေးတို့တွေအနေနဲ့ကျန်းမာနေဖို့အရန်ကိုအရေးကြီးပါတယ်တီးတဲ့အတိုင်းမကျန်းမာဘူးဆိုရင်အေးတို့တွေဘာပဲလှုပ်ချင်လို့ရမှာမဟုတ်ဘူးအစာပြုလို့ရမှာမဟုတ်ပါဘူးနံပါတ်1ကတော့ကိုရေးကိုတာတိုးတက်မှုပေါ့နော်မနေ့ကထက်ဒီနေ့ကိုပို့ပြီးတော့တိုးတက်အောင်နေပါပို့ပြီးတော့ smart ဖြစ်အောင်နေပါအဲ့ဒါကလည်းအရန်ကိုအရေးကြီးပါတယ်ကိုကောင်းအောင်အများနဲ့သင်ယူပါကိုယ့်ရဲ့အားနည်းချက်တွေကိုအားသာချက်အဖြစ်အများနဲ့ပြောင်းလဲနိုင်အောင်ကြိုးစားပါနံပါတ်3အချက်ကတော့လူမှုဆက်ဆံရေးပါဘာကြောင့်လဲဆိုတော့အေးတို့တွေအနေနဲ့ပေါ့နော်တူးတဲ့ဒီလောကကြီးမှာရှင်တန်ရက်တီလို့ဘယ်လိုမှမရပါဘူးပြီးတော့မိသားစုနဲ့ကိုချစ်ရတဲ့သူတွေကိုလည်းအချိန်ပေးဖို့ဘယ်တော့မှမမေ့ပါနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုပဲကိုယ့်အတွက်မကောင်းတဲ့သူတွေကိုအများနဲ့ pressure ပေးနေတဲ့သူတွေနဲ့ကင်းအောင်နေပြီးတော့ကိုအားပေးမြင့်တင်ပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲကိုယ့်ရဲ့ society လေးကိုဝန်းရံပါနံပါတ်4အချက်ကတော့ရည်မှန်းချက်ပဲဖြစ်ပါတယ်မှန်ပါတယ်အေးတို့တွေအနေနဲ့ရည်မှန်းချက်ပေါ့နော်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲအဲ့ဒီအချက်နဲ့ပဲအသက်ရှင်မှအဆင်ပြေမှာဖြစ်ပါတယ်ဘာအတွက်ငါအသက်ရှင်နေတာလဲဆိုတာသိအောင်လုပ်ပါဒါဆိုရင်တော့နေ့ရက်တိုင်းကပို့ပြီးတော့အတိတ်ပဲရှိလာမှာပါနောက်ဆုံးနံပါတ်5အချက်ကတော့ငွေကြေးနဲ့အလုပ်အကင်ပဲဖြစ်ပါတယ်ဒီလိုရဲ့ဘဝမှာစိတ်အေးချမ်းမှုနဲ့တည်ငြိမ်မှုရဖို့အတွက်ပေါ့နော်ငွေကြေးပိုင်းမှာရောအလုပ်အကင်ပိုင်းမှာပါအဆင်ပြေနေမှရပါမယ်နောက်တစ်ခုကငွေရှာရုံနဲ့မဟုတ်ဘဲနဲ့စနစ်တကျနဲ့အဲ့ဒီငွေကိုတုံးတက်အောင်လုပ်တတ်ဖို့လည်းလိုပါတယ်ကျွေးလဲကင်းအောင်လုပ်တတ်ဖို့လိုတယ်ယင်းနှိမ့်မြုပ်နှံမှုပိုင်းမှာလည်းမကန်တဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုရွေးချယ်တတ်ဖို့လည်းအရေးကြီးပါတယ်ဆိုတော့အခုပြောပြသွားတဲ့အချက်5ချက်ကိုဒါအေးတို့တွေအနေနဲ့များများတလေးနဲ့ဟန်ချက်ညီအောင်လုပ်နိုင်မယ်ဆိုရင်ဒီလိုရဲ့ဘဝမှာအနေနဲ့များတော့စိုးတာတွေနဲ့ဝေးသွားမှာပဲပေါ့နော်အဲဒါကြောင့်မလို့ကိုယ့်ရဲ့ဘဝပျော်ရွှင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဒီအချက်5ချက်ကလေးကိုအာရုံစိုက်ပါလို့အေးအနေနဲ့ဒီနေရာလေးကနေ share လုပ်ပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်